ခါမှာတော့မကြသေးခင်ကမှထွက်ထားတဲ့နော်ဝေးဘော်ဒီ horror movie တစ်ခုကို Recap နဲ့ breakdown လုပ်ပြီးတော့မှဖြစ်ပါတယ်။ဒီ movie မှာပါတဲ့တချို့အချက်လေးတွေတမိုင်းကြောင်းကိုပါထည့်ပြောသွားပြီးမှဖြစ်လို့ဗီဒီယိုကိုအဆုံးထိကြည့်သွားပေးပါရှင်။ Cinderella story လို့ပြောလိုက်တာနဲ့လူတော်တော်များများကသူ့မိကျွေးနဲ့မယားပါသမီးတွေကအရင်နှိမ့်ဆက်ကြတဲ့တနာစရာကောင်းတဲ့မင်းသမီးလေးရဲ့အကြောင်းဆိုပြီးမှတန်းသိကြရပေါ့နော်။အခုဒီ The Ugly Stepsister ဆိုတဲ့ဇာတ်ကားကတော့ငါကြည့်ဖူးတဲ့ fairy tale လိုမျိုးဇာတ်ကားပုံစံမျိုးမဟုတ်ဘဲနဲ့ Anastasia နေရာကနေရိုက်ပြထားရပါတော့။ IMDb rating ကလည်း70ရထားရဖြစ်လို့အရင်လည်းကောင်းတဲ့ဇာတ်ကားတစ်ခုဖြစ်တယ်။ဇာတ်ကားအစမှာတော့ Agnes ရဲ့အဖေနဲ့ Evia နဲ့ Emma တို့ရဲ့အမေရေဘကာတို့ဟာဆိုလို့ရှိရင်လက်ချက်လိုက်ပါတယ်။ Emma Agnes ရဲ့အဖေကိုချမ်းသာမဲ့အချင်းနဲ့လက်ချက်လိုက်ပေမဲ့ရေဘကာက9ပါးပေါက်ပါတော့တယ်။ Agnes ရဲ့အဖေတိတ်ဆုံးသွားတဲ့ညမှာတည်းအကျွေးအများကြီးဝိုင်းဝိုင်းလည်နေအောင်သိလိုက်ရတယ်။ပြီးတော့တိုင်းပြည်ရဲ့မင်းသားဂျူလီယန်အတွက်နောက်3လအကြာမှာလုပ်တဲ့ကပွဲညမှာသူ့ရဲ့တူသမီးကိုရေးချဲ့မယ်ဆိုပြီးမှကြီးညာလိုက်တာနဲ့ရေဘက်ကလည်းသူ့ရဲ့အကျွေးဆက်နိုင်ဖို့အတွက်သူ့သမီး2ယောက်ထဲက1ယောက်ကိုမင်းသားနဲ့လက်ထပ်ခိုင်းဖို့လုပ်ပါတယ်။အမ်မာကအပြူဖော်ရမဝင်သေးတဲ့အတွက်အေဗီယာကိုလက်ထပ်ဖို့ပြောပါတယ်။အေဗီယာကငကိုကလေးကမှဝတ္ထုတွေဖတ်ပြီးမှစိတ်ကူးရင်တဲ့ကောင်မလေးပေါ့နော်။သူဟာမင်းသားကိုလည်းကြိုက်နေခဲ့ပါတယ်။ကပွဲကိုအကနကဘာတိုင်ရောက်မယ်ဆိုတာတီးလိုက်ခါကြတော့အေဗီယာကကိုတိတ်နေပါတယ်။အေဗီယာအမေရေဘက်ကလည်းအေဗီယာကိုမလားလို့ဆိုပြီးမှပြပြမွန်တိုက်သွင်းပါတယ်။ဒီလိုပြပြနာရဆိုလို့ရှိရင်လွန်ခဲ့တဲ့ Victorian era ကလေးကထုတ်လိုက်တဲ့ beauty standard တွေကြောင့်အမျိုးသမီးတွေဟာတဖြည်းဖြည်းကိုတိတ်ငယ်စိတ်ဝင်လာပြီးမှအခုလိုတွေပြောင်းလဲပြပြလာကြတယ်။အေဗီယာကနှာခေါင်းမလားတော့နှာခေါင်းကိုပြပြဖို့ဂျိုးနဲ့ brace တက်ထားရတယ်။အဲ့လိုခန္ဓာကိုယ်ကိုပြပြတဲ့အခန်းတွေကဆိုရင်လည်းအရင်ကြောက်ဖို့ကောင်းပါတယ်။အကတင်မေရဲ့ဆရာမကလည်းအကနက်ကိုပဲတေချာကြိုးဆိုင်ပေးပြီးမှအေဗီယာကိုကြားရှိတယ်လို့တော့မထင်တာမလို့အေဗီယာကတဖြည်းဖြည်းနဲ့ပတ်ဝန်းကျင်ကရုပ်ဆိုးတဲ့လူတွေကိုဘယ်လိုဆက်ဆံလဲဆိုတာသိလာတော့သူကလှပချင်လာပါတယ်။အမှဆရာမဆိုဖီကအေဗီယာကဘိုက်တွေပူပြီးမှလက်မောင်းတွေတုံနေလို့ဆိုပြီးမှဝိတ်ချရည်နီလန်အစ်စ်ကိုပေးလိုက်တဲ့တန်ကောင်ဥကိုမျိုးချလိုက်တဲ့နီးပါဒီနီးဟာဆိုလို့ရှိရင်ကိုပုံမှန်ဝိတ်ချရင်ကိုစားချင်တာကြီးစားလို့မရဘူးပေါ့နော်ဒီတန်ကောင်ဥကိုစားလိုက်လို့ရှိရင်ကျတော့ကိုစားချင်တာကိုစားလို့ရတယ်ဒါကဒီဆေးတွေကိုစားလိုက်တာနဲ့သူ့ရဲ့အလုပ်လုပ်ပုံမှာအရန်လဲအနေရများပြီးမှအသက်ပါတည်ဆုံးနိုင်ပါတယ်ဒီထိပ်ဝန်းဆေးတွေတုံးချင်လို့ရှိရင်မက္ကဆီကိုနိုင်ငံကနေပဲရနိုင်ပြီးမှဝယ်ယူလို့ရှိရင်ကျတော့ USD ဒေါ်လာ1500လောက်ကုန်ကျနိုင်တယ်လို့တချို့ website ဒီမှာဖော်ပြထားရပါတော့အေဗီယာကဒီဥကိုမျိုးချဖို့လုပ်ပါတယ်အမ်မာကတားပင်မဲ့အေဗီယာကမျိုးချလိုက်ပါတယ်တစ်ဖက်မှာလည်းအကနက်ကအိုင်ဆက်ဆိုတဲ့မြင်းချင်းကောင်လေးနဲ့ကြိုက်နေတာကိုတွေ့သွားတော့ရေဘက်ကအကနက်ကိုပိတ်လောင်ထားပြီးမှစင်ဒရလာဆိုပြီးမှခေါ်ကအစီခံနေရပေးလိုက်ပါတယ်အကနက်ကသူ့အဖေအလောင်းကိုမင်းတကြိုမပေးတဲ့အပြင်သူ့ကိုပါအဲ့လိုဆက်ဆံတာကြောင့်အညွှန်းကြီးလာပါတယ်နောက်3လကြာတော့အေဗီယာကနှာခေါင်းက brace ဖြုတ်လိုက်တော့လုံးဝလာပသွားပြီးမှအရင်ကပူနေတဲ့ဘိုက်တရားဆိုလည်းအကုန်ကျသွားပြီးမှအရန်ကိုလာပလာပါတယ်ဒါနဲ့မပြီးသေးပါဘူးရေဘက်ကမျက်တောင်သူ့ကိုပါကပ်ဖို့ဆက်လုပ်ပါတယ်ရှီခစ်ကမျက်တောင်သူ့ကိုကပ်ဖို့ဆိုလို့ရှိရင်မျက်လုံးမှာအနဲ့ချုပ်ပြီးမှကပ်ရပါတယ်မျက်လုံးဆိုတာခန္ဓာကိုယ်တစ်ခုလုံးရဲ့အနူးညံ့ဆုံးအရာပေါ့နော်ဒီလိုမျိုးအပြင်မှာလည်းအလားကျွမ်းနေလို့ရေးကြတဲ့လူတွေအများကြီးပါမင်းကလေးတိုင်းကလှရှင်ကြတာကိုအေဗီယာဘိုက်ချေကတန်ကောင်တွေကတဖြည်းဖြည်းနဲ့ကြီးလာတော့အေဗီယာစပင်တွေကကျွတ်ကျလာပါတယ်အဲ့ဒီမှာအေဗီယာကိုအဝတ်သစ်ဆင်ပေးတဲ့အခန်းမှာအေဗီယာကအကနက်ရဲ့ခေါင်းဝင်တွေကိုစင်ဒရလာကားထဲမှာဆွဲဖြစ်တဲ့လိုမျိုးအကုန်ဆွဲဖြစ်လိုက်ပါတယ်ကပွဲကိုတက်လို့မရအောင်လုပ်လိုက်ပါတယ်အေဗီယာကအရင်ကလိုစိတ်ထားနူးညံ့မနေတော့ဘဲနဲ့သူ့အမိရဲ့အကျင့်မကောင်းတဲ့ပုံစံတဖြည်းဖြည်းရလာပါတယ်။လာရတဲ့များမကြည်နမ်းမရောက်ရဲမတင်းတိမ်နိုင်တော့တလို့ပိုမှလောဘကြီးလာပါတယ်။ဒီထဲမှာတော့အကနက်ကောင်ဝင်ကိုစင်ဒရလာကားဟဲကနတ်သမီးကခေါင်းဝင်လာမပြောင်းပြီးပဲနဲ့အကနက်ရဲ့တည်သွားရဲ့အမိကပေါ်လာပြီးမှဖက်နှက်လာပြီးပါတယ်။ပြီးတော့အကနက်ကောင်ဝင်ကလေပိုးကောင်ရဲ့ချီမြင်ကြောင်းလာပနေပါတယ်။ကောက်ပွဲမှာအေဗီယာကလုံးဝကို perfect ဖြစ်ပြီးမှလာပနေရဲ့အမှအေဗီယာကလည်းဒုက္ခတာအလှဆုံးမင်းသမီးဖြစ်ပြီးမှမင်းသားနဲ့လက်ထပ်ရတော့မယ်ဆိုပြီးမှပြောနေပေမဲ့အကနက်ကရောက်ချလာပါတယ်မင်းသားကအေဗီယာကိုထားခဲ့ပြီးမှအကနက်ကိုရွေးချယ်သွားတော့အေဗီယာကလုံးဝစိတ်တူပြီးမှနာကြည့်သွားပါတယ်ကိုကလုံးဝတခြားတယောက်အတွက်ပြောင်းလဲပြီးဆက်ခဲ့ပေမဲ့ကိုပြန်မြင်ရတာဆိုလို့ရှိရင်တခြားသူကိုရွေးချယ်ထားတဲ့သူ့ရဲ့နောက်ကျောပါအဲ့ခန္ဓာစားချစ်ကြီးကအရန်ကိုနာကျင်ရပါတယ်အဲ့ဒါကြောင့်အပြင်မှာပြောကြရတဲ့လူတွေကကိုပုံစံကိုသူများအတွက်မပြောင်းလဲပါနဲ့တကယ်ချစ်တဲ့သူကကိုကိုဘယ်လိုနေလက်ခံပါပဲတဲ့အကနက်ကထွက်ပြေးသွားတော့မင်းသားကလည်းအကနက်ကြံခဲ့တဲ့ဖနက်နဲ့တော်တဲ့လူကိုရွေးချယ်မယ်ဆိုပြီးမှကြီးညာလိုက်တယ်။အေရောက်တော့အေဗီယာကအကနက်ရဲ့ဖနက်ကိုတောင်းနေမပေးရင်တက်ပစ်မယ်ဆိုပြီးမှလူရာကိုရသွားတဲ့အချိန်မှာသူ6ယောက်ကိုအဖနက်နဲ့တော်အောင်ဆိုပြီးမှချီချောင်းနေခုတ်ဖြစ်လိုက်ပါတယ်။အဲ့ခန်းကြီးကတကယ်ကိုရရဆက်ဆက်ပဲပေါ့နော်။ကိုသမီးကအဲ့လိုယူတက်နေရကိုရေဘကာကစီးတိုက်လိုက်ပြီးမှနောက်ထပ်6ယောက်တစ်ဖက်ကိုပါခုတ်ဖြတ်ပေးလိုက်ပါတယ်။ရေဘကာကအဲ့ဒါတော့မှသူ့သမီးကိုဂူးမဆိုင်ပါဘူး။ကလေးတယောက်ဖြစ်ပေါ်လာပေါ်မိဘတွေပေါ်မှာအများကြီးမှုတည်တယ်လို့မိဘတွေရဲ့လမ်းမမှုလည်းပါတယ်ဆိုတာကိုပြပြထားပါတယ်။နောက်တစ်ရက်မှာတော့မင်းသားလာရှာတဲ့အချိန်မှာအေဗီယာကလမ်းလည်းမလျှောက်နိုင်တော့ဘဲနဲ့နာကျင်နေရအောင်တွားပြီးမှရောက်အောင်တွားခဲ့ပေမဲ့မင်းသားကတော့အကနက်ကိုပဲရွေးချယ်သွားပါတယ်။
Avia ဆိုလို့ရှိရင်တခြားလုံးသူ့ရဲ့ရုပ်ဆိုမှုကြောင့်ချစ်ချစ်မြတ်တာကိုမရခဲ့ဘူးလို့ထင်ခဲ့ပေမဲ့သူဆိုရင်သူ့ရဲ့ညီမEmmaကိုမိနေခဲ့တယ်။ Emma ကပဲတကားလုံးမှာသူ့အမကိုစိတ်ပူပြီးမှဂရုစိုက်ပြီးခဲ့တာပါ။တန်ကောင်အန်တော့ဆိုလေတေချာကူညီပြီးမှသူ့အမကိုရေချိုးပေးတာပါ။ဒီအန်ရဲ့အခန်းကြီးကလုံးဝကိုယူစရာကောင်းတယ်ပေါ့နော်။ယွန်တက်တဲ့လူတွေသမင်းဆိုင်နဲ့ကြည့်တဲ့လူတွေလုံးဝမကြည့်ရအကောင်းဆုံးပေါ့နော်။တကယ်ကိုထရူမာပေးလိုက်မယ်။နောက်ဆုံးအပိုင်းမှာတော့Emma နဲ့Avia ကအဲ့နေရာကနေထွက်သွားတယ်။ Avia ကတော့မနာကျင်တော့ဘဲနဲ့သူ့ပုံစံအစစ်မှန်ပြန်ဖြစ်သွားခါကြတော့သူပျော်ရွှင်မှုအရသာကိုပြန်ပြီးရလာတယ်။မေဒီနောက်ဆုံးအပိုင်းကိုကြည့်ရတဲ့လောက်တော့မေးချင်တာကလေEmma နဲ့Avia နဲ့ကသူကိုလန်ကိုပျော်ရွှင်လျှောက်သွားပြီမယ်ပေါ့နော်။ Ethnic ကတော့ပျော်ရွှင်နိုင်မှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့သူ့ရဲ့ရီစာအိုက်ဆက်ကိုသူကအမြဲတတိယနေမှာဖြစ်တယ်လို့သူကမင်းသားကိုလေတကယ်မချစ်ပဲနဲ့လက်ထပ်ခဲ့ရဆိုတော့လေ။ဒါဆိုရင်ဒီဇက်ကားကို recap နဲ့ breakdown လုပ်ပေးရကဒီလောက်ပါပဲ။နောက်လည်းဒီထက်စိတ်ဝင်စားစရာကောင်းတဲ့ဇက်ကားတွေနဲ့ပြန်လာအောင်မှဖြစ်လို့ channel လေးကို subscribe လုပ်ထားပေးပါရှင်။